အားလုံးပဲမင်္ဂလာပါဒီနေ့ sharing လုပ်ပေးချင်တဲ့အကြောင်းအရာလေးကတော့တဘာဝဘေးအန္တရာယ်ခဏခဏကြားရောက်နေတဲ့ဂျပန်နိုင်ငံမှာအရေးပေါ်အခြေအနေမှာပဲသုံးဖို့အတွက်ထုတ်ထားတဲ့ပုပ်ပွက်စွန်ရဲ့ရင်နွေးဖြင့်15မိနစ်အချိန်ပေးရုံဖြင့်ချက်စားလို့ရတဲ့ဆန်အကြောင်းပဲဖြစ်ပါတယ်သူကဥမဲချခုကောဟန်နဲ့ drawing card ဆိုပြီးတော့နှမျိုးရှိပါတယ်ဒါကကိုတီးတလောက်လေး sharing လုပ်ထားတာဖြစ်တဲ့အတွက်တခြားအမျိုးအစားလေးရှိတယ်ဆိုရင်လည်း comment မှာ mention ပေးလို့ရတယ်နော်အခုTakidashiရောဥမဲချခုကောဟန်နဲ့ drawing card နှမျိုးထဲမှာ drawing card ဘက်ကိုဖောက်ပြမှာဖြစ်ပါတယ်သူတစ်ပေါက်မှာဆိုရင်ဖြင့်ထမင်း260 gram အယောက်50စာအတွက်ပါပါတယ်ဒါကတော့ bus ကိုဖောက်ဖောက်ချင်းမှာတွေ့ရမယ်ဆက်စွမဲ short လို့ခေါ်တဲ့လုံပုံလုံနီအစင်းစင်းကိုရှင်းပြထားတဲ့စာရွက်ကလေးပဲဖြစ်ပါတယ်လောက်ရတာလွယ်ကူအောင်တစ်စစ်ချင်းတေချာရှင်းပြထားရဖြစ်ပါတယ်ရှင်ဒါကတော့တစ်ခါသုံးကတ်ကြီးလေးပဲဖြစ်ပါတယ်အိတ်ကိုဖောက်ဖို့အတွက်လှုပ်ထားပေးတာဖြစ်ပါတယ်အခုဆိုရင်တော့ဖြင့်ကတ်ကြီးလေးဖြင့်အိတ်ကိုဖောက်ပေးပါမယ်ပေါ့နော်အရင်ဦးဆုံးပေါက်တဲ့မှာပါလဲဆိုရင်တော့လက်အိတ်ရဲ့တစ်ခါသုံးထမင်းစားဘူးအဘူး90စုံအချောင်း90ပြီးတော့ထမင်းကိုခောက်ဖို့အတွက်ရှာမိုကြီးလို့ခေါ်တဲ့ရောင်မရဲ့အိတ်ကိုချီဖို့အတွက်ကျိုးရဲ့ထမင်းဘူးလေးချီဖို့အတွက်တရေကွင်းရဲ့ပြီးတော့ခါရဲအဲ့နေ့ရဲ့တစားပလာတွေအထုပ်ဖြစ်ပါတယ်ဒါတော့သူရဲ့မဖောက်ရသေးတဲ့ဆန်အိတ်ပဲဖြစ်ပါတယ်ပေါ့နော်အဲ့အိတ်လေးကိုဖောက်ပြီးတော့ cancel time ကို print ပြပေးပါဒါကတော့မြင်ရတဲ့ဆောနာကခါရဲဂူပဲဖြစ်ပါတယ်ပုံမှန်အတိုင်းဆိုရင်တော့အခဲလေးတွေပါဒါကတော့မကျန်းမာတဲ့အဖိုးဖွားတွေကိုကျွေးမှဖြစ်တဲ့အတွက်အကုန်လုံးအမုတ်ကျိတ်ထားတာဖြစ်ပါတယ်ဒါကတော့သူ့ရဲ့ဆန်သားပဲဖြစ်ပါတယ်ဆန်သားဆိုပေမဲ့အလွယ်ဆုံးပြောရရင်ထမင်းကြောက်နဲ့တူပါတယ်ဒါကတော့စူစောကကျိတ်ထားတဲ့ခါရဲဂူးနဲ့ဆန်သားနဲ့ကိုနှမ်းဆက်အောင်တေချာလေးတမပေးပါမယ်အခုဆိုရင်တော့ဖြင့်တမပြီးတဲ့အခြေအနေလေးပဲဖြစ်ပါတယ်တည်ချာလေးအပေါ်အောင်နှမ်းဆက်အောင်မွေပေးဖို့တော့အရင်အရေးကြီးပါတယ်ရှင်အခုဆိုရင်တော့ဖြင့် box လေးထဲကိုပုပ်ပွက်ဆွနေတဲ့ရင်နွေးကိုအနီရောင်မြင်းလေးကွက်တိအထီထည့်ပေးပါမယ်ထည့်ပြီးသားလို့ရှိရင်တော့အိတ်ကိုတစ်ထက်နှစ်ထပ်တေချာလေးပြန်ချီပေးပါမယ်အိတ်ချီဖို့အတွက်ဆောနာကကြိုးလေးပေးထားတာရှိပါတယ်ရှင်ဒါကတော့15မိနစ်ပြည့်လို့ပြန်ဖွင့်မဲ့အခြေအနေပဲဖြစ်ပါတယ်နှစ်ထပ်ချီထားတာဖြစ်တဲ့အတွက်ကြောင့်လို့တလွှာချင်းကိုပြန်ဖြီးပေးပါမယ်အခုဆိုရင်တော့အရသာရှိပြီးအသင့်စားလို့ရတဲ့ထမင်းဖြစ်သွားပါပြီအချိန်ဘယ်လောက်မှမကြာပါဘူးရှင်15မိနစ်ထဲပါရှင်OGG တလုံးထဲမှာထည့်ပြီးတော့တမပေးဖို့လိုပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဆောနာကကြိတ်ထားတဲ့ဂူးတွေကအောက်မှာအနေထိုင်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့အကုန်လုံးအပေါ်အောင်နှက်ဆက်အောင်ပြန်မွေပေးပါမယ်။တကယ်လို့အိုးမရှိတဲ့အရေးပေါ်အခြေအနေပါဆိုရင် box ထဲမှာပဲထည့်မွေလို့ရပါတယ်ရှင်။အခုဆိုရင်တော့ဖြင့်အရသာရှိပြီးစားလို့အရင်ကောင်းတဲ့ drawing card ထမင်းလေးရပါပြီရှင်။အရေးပေါ်အချိန်မှာစားဖို့အတွက်ထုတ်ထားရဆိုပေမဲ့တကယ်ကိုအရသာရှိပြီးစားလို့အရင်ကောင်းပါတယ်အနက်လေးကလည်းမွေးနေတာပါပဲရှင်အဆုံးထိကြည့်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်လည်းဘ ഹു တုဒရစရာဗီဒီယိုလေးတွေတင်ဆက်ပေးမှာဖြစ်တဲ့အတွက်ဆက်လက်စောင့်ကြည့်ပေးကြပါအောင်ရှင်ဘိုင်ဘိုင်